ကျမကစာချွမ်းရုပ်တီးစော့ကိုလမ်းဘေးဆိုင်လေးကနေအိမ်တိုင်းလိုလိုသုံးတဲ့အမှတ်တစိတ်ဖြစ်လာအောင်နှစ်ပေါင်း30စူးစမ်းခဲ့ရတာပါနှစ်တိုင်းကျမရဲ့အမျက်ဝေစုတွေကိုထုတ်ကုန်တစ်တွေဖော်ထုတ်ဖို့သုံးပြီးအမှတ်တစိတ်ကိုတက်တန်းရှည်အောင်ထိန်းထားခဲ့ပါတယ်ဒါပေမဲ့ကုမ္ပဏီရဲ့နှစ်ပတ်လည်စည်းဝေးမှာကျမရဲ့သား3ယောက်ကမှုဆောင်ရရှိတွေနဲ့ပူးပေါင်းပြီးကျမကိုအလုပ်ကနေထုတ်ပစ်ဖို့စူးစမ်းခဲ့ကြတယ်မိမိအခုတော့အနားယူဖို့အချိန်တန်ပါပြီတဲ့နှစ်ပေါင်း30လုံးလုံးကျမတို့ဟာကုန်ကြစရိတ်ကိုမငဲ့ကွက်ပဲအကောင်းဆုံးပါဝင်ပစ္စည်းတွေကိုသုံးပြီးမူလချက်ဒီတိုင်းပဲဆက်လက်ရှင်တန်ခဲ့တာပါနောက်ထပ်နှစ်ပေါင်း30အတွက်ဆိုရင်တော့ဒီနှစ်အမြင့်ရဲ့40ကိုအဆင့်မြင့်အချင်းဖောက်သူဒေသနာပြုလုပ်ဖို့သုံးစွဲဖို့ဆုံးဖြတ်ထားပါတယ်ကျမတို့ဟာတရုတ်မြို့တီးဆော့ကိုကဘာကိုပို့ဆောင်ပေးသွားမှာပါမိမိကုမ္ပဏီရဲ့အနာဂတ်အတွက်သူဒေသနာလုပ်တာကိုရပ်ထားလိုက်ပါဦးကျွန်တော်တို့ညီကို3ယောက်နဲ့ပို့ဖွဲ့မှာလူတိုင်းကိုပြဖို့ပိုအရေးကြီးတဲ့အစီရင်ခံစာရှိတယ်ဒေါ်ချမ်းရဲ့လွန်ခဲ့တဲ့2နှစ်ကဆုံးဖြတ်ချက်တွေကအရန်ရှိရုပ်ဆန်လို့နဲ့ဒါကနေရတဲ့အကျိုးမြတ်ကအရန်နေပြီးရှယ်ယာရှင်တွေရဲ့အကျိုးစီးပွားကိုအကြီးကျယ်ထိခိုက်စေတယ်မိမိဆရာဝန်ကမိမိကအသက်ကြီးလာပြီးခေါင်းမာလာတယ်လို့ပြောတယ်ဒါဟာအရင်းကြီးနဲ့တရွေ့ရွေ့တိုးတက်နေတဲ့ခေတ်ပါမိမိရဲ့ခေါင်းမာတဲ့ခေတ်နောက်ကျတဲ့အတွေးခေါ်တွေက IPO အတွက်အကြီးမားဆုံးအတားအဆီးဖြစ်နေပြီးဒါဆိုမင်းတို့ကငါ့ကိုအတင်းအဓမ္မထုတ်ပစ်ဖို့စူးစမ်းနေတာပေါ့ဒါကိုခိမီစီမံခန့်ခွဲမှုလို့ခေါ်ပါတယ်အခုကစပြီးကျွန်တော်ဝယ်ယူရေးကိစ္စတွေကိုကင်တွယ်မယ်ကုန်ကျစရိတ်တွေကအနည်းဆုံး30ရောကျသွားမယ်အနည်းဆုံးကဈေးကွက်ရှာဖွေရေးကိုကင်တွယ်မယ်နာမည်ကြီးအမှုပညာရှင်တယောက်ကိုတုံးလိုက်တာနဲ့အယောင်ကနှစ်ဆတက်သွားလိမ့်မယ်မိမိအိမ်ပြန်ပြီးမြေးတွေနဲ့ပဲပျော်ပျော်နေလိုက်ပါတော့ကျွန်မကိုယ်တိုင်ယာရုတိုးပေးခဲ့တဲ့သူတွေကအောက်ကိုငုံကြည့်နေကြတယ်ဒါမှမဟုတ်ကိုဒီကြည့်နေကြတယ်သူတို့တွေကဘယ်သူမှကျွန်မကိုမျက်လုံးချင်းဆိုင်ကြည့်ဖို့မဝင်ရဲကြဘူးဒါဆိုဒီဆက်လမ်းတစ်ပုတ်လုံးကအရင်ကတည်းကစီစဉ်ထားခဲ့တာပေါ့ကုမ္ပဏီကောင်းကျိုးအတွက်နဲ့မိခင်နဲ့သားသမီးတွေရဲ့အချစ်တော်အတွက်ဒီစာချုပ်ကိုလက်မှတ်ထိုးပေးပါဒေါ်ချမ်းကျေးဇူးပြုပြီးလူတိုင်းချိန်ကတန်ဖိုးရှိတဲ့ဒီပြန်လည်ဖွဲ့စည်းရေးအစီအစဉ်ကိုထောက်ခံသူတွေလက်ညှိုးထောင်ပေးပါမိမိအဲ့ဒါမျိုးပေါ့မိမိရဲ့ရှယ်ယာဝေစုတွေကတော့၄လတစ်ချိန်ကတ်သေးကိုလွှဲပေးသွားပါမယ်အဲ့ဒါကမိမိအတွက်လုံလောက်ပါတယ်ကျမရှယ်ယာကနေတပြားမှမလိုချင်ဘူးဟာကျမချမ်းစုခံဟာဘာမှမပါပဲထွက်သွားမယ်ဒါပေမဲ့နှစ်ပေါင်း30ကြာပြီးနောက်မှာတော့အနည်းဆုံးတစ်ခုခုတော့ယူသွားတင်တယ်မလားတစ်ခွဲခန်းထဲမှာမိမိကလေးကမရှိရသေးတဲ့မအောင်မြင်တဲ့တုပ်လေးတစ်ခုရှိတယ်အဲ့ဒါကိုကျမယူသွားမယ်ပြီးတော့အဖိုးကျိုးလည်းကျမနဲ့လိုက်မယ်ကောင်းပြီသူ့ကိုခေါ်သွားလိုက်အဲ့ဒါကတစ်ခွဲခန်းတန်ရှင်းဖို့လူ900ရဲ့စီးတက်တာသွားတာပေါ့အဖိုးကျိုးကအသက်60ကျော်နေပြီးမမတ်တောင်မရက်နိုင်တော့ဘူးမိမိလိုချင်ရင်ခေါ်သွားလိုက်ပါကျွန်တော်တို့ကဒီလစာများပြီအသုံးမကျတဲ့လူကြီးတွေကိုအရင်ကတည်းကထုတ်ပစ်ဖို့စဉ်းစားထားတာစူပန်နီယုတ်တီဆော့ကဒီခန်းထဲမှာဒီနေ့တည်ဆုံးသွားပြီးကျမခန်းမကနေလမ်းလျှောက်ထွက်လာတဲ့အချိန်မှာနေအောင်ကြီးကအရန်တောက်ပါလို့နေတယ်အဖိုးကျိုးရှင်ကျမနဲ့အတူအစားကနေပြန်စားဖို့ကြောက်နေလားအဖိုးကျိုးကအတန်တိုးတိုးနဲ့ရင်မောပြီးသူ့ရောင်းမော့ကိုပုတ်လိုက်တယ်စီပိုင်းနဲ့ရောင်းမရှိနေတဲ့ရွေးတော့အရသာကပျောက်ကွယ်သွားမှာမဟုတ်ဘူးကျမတိုင်ကက်ရုံးခန်းကြီးကိုလှည့်ကြည့်လိုက်တယ်ချမ်းရွှေနဲ့တခြားသူတွေကစင်ပေါ်မှာရှမ်ပိန်းတွေဖောက်ပြီးသူတို့ရဲ့ခေါင်းမာတဲ့အမျိုးသမီးကြီးကိုနောက်ဆုံးတော့မောင်းထုတ်နိုင်သွားပြီဆိုပြီးပြောပါနေကြတယ်ဒါပေမဲ့ကျမကတော့စောင့်မျှော်နေတာအဲ့ဒီမအောင်မြင်တဲ့အတုပ်တွေနဲ့ကဘာကြီးကိုတိတ်တဆိတ်ထိတ်လန့်စေဖို့အတွက်ပေါ့မိမိဘာလို့ဒီလောက်မြန်မြန်ထွက်သွားတာလဲကျွန်တော်ကားနဲ့ပို့ခိုင်းလိုက်မယ်ပို့ပြီးတော့အခုကစပြီးကုမ္ပဏီကားကိုမိမိစိတ်ကြိုက်သုံးလို့မရတော့ဘူးကျွန်တော်တက်စီတစ်စီးခေါ်ပေးမယ်ကျမရက်ပြီးသူ့ကိုလှည့်ကြည့်လိုက်တယ်အရင်ကပြဿနာတက်တိုင်းကျမရင်ခွင်ထဲမှာခိုးဝင်ပြီးကျောင်းမှာအဖြစ်ပေးခံရတာကိုပြင်ပေးဖို့ငွေတောင်းပန်ခဲ့တဲ့ညနာလေးအခုတော့သူကကျမကိုအပေါ်စီးကနေငုံကြည့်နေတယ်မလိုပါဘူးကျမအဖိုးကျိုးရဲ့3မိတက်စီပဲစီးသွားမယ်3မိတက်စီဟာမိမိသားရဲ့စကားကိုနားထောင်ပါဈေးဝယ်ရင်တစိမ့်တွေကိုစစ်ဆေးပြီးရှော့ဈေးတွေကိုစောင့်ပါပြီးတော့မဆိုတာကိုမထိပါနဲ့တော့အဲ့ဒါကငွေဖြုံးနေနေရပါမိမိရဲ့စုဆောင်းငွေတွေနဲ့မနိုင်ဘူးအိမ်ပြန်ပြီးအေးအေးဆေးဆေးနေပါစူပန်နှက်တစ်စိတ်ကတော့ကျွန်တော်တို့အမြတ်အများဆုံးစက်မှုထုတ်ကုန်ဖြစ်အောင်ပြောင်းလဲလိုက်မယ်။ရတာအကြောင်းပြောရရင်တော့အဲ့ဒီရတာဟောင်းကိုဘယ်သူမှဂရုမစိုက်တော့ဘူး။လူတွေကအခုဆိုရင်ရင်သွားလာနဲ့ထုတ်ပိုးမှုကိုပဲဂရုစိုက်ကြတယ်။ဒုတိယသခင်လေးလူတစ်ယောက်ဟာတိတ်ခါမရှိပဲမနေနိုင်ဘူး။အလုပ်ရှင်နဲ့ဒီဆော့အဟောင်းမရှိရင်ဒီလိုဒီဇိုင်နာအဝတ်အစားတွေကိုဘယ်လိုဝတ်နိုင်မှာလဲ။အဖိုးကြီးဘယ်သူမှမမေးဘူး။အဲ့ဒီအသုံးမကျတဲ့အဖွားအိုနောက်ကိုပဲလိုက်သွားလိုက်ငိုဖို့အချိန်တွေအများကြီးရလိမ့်မယ်။ကျမအဖိုးကျိုးကိုဆွဲထားပြီးနောက်တစ်ချိန်နောက်ဆုံးအနေနဲ့လှည့်ကြည့်လိုက်တယ်။